္ဂလာပါရှင်အမျိုးသားပြတိုက်နေပြည်တော်သည်နေပြည်တော်ဥတ္တရသီရိမြို့နယ်ကုမှုဒရာဂျာပန်းအဝိုင်းအနီးရာဇသင်္ခလမ်းမကြီးပေါ်တွင်တည်ရှိပြီး34.09 ဧကကျယ်ဝန်းပါတယ်အမျိုးသားပြတိုက်နေပြည်တော်တည်ဆောက်ခြင်းကို2010-2011ဘဏ္ဍာရေးနှစ်အတွင်းတည်ဆောက်ခဲ့ပြီး3ရက်6လ2010ရက်နေ့တွင်တနက်ချစတင်တည်ဆောက်ခဲ့ပါတယ်မျိုးသားပြတိုက်နေပြည်တော်ရဲ့ရည်ရွယ်ချက်များမှာအမျိုးကုံဇာတိကုံမြင့်မားမှုများကိုဖော်ထုတ်ရန်ကျွဲဝါပြီးအစဉ်တန်းမြင့်မားသောယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကိုဖော်ထုတ်ရန်မိမိတို့လူမျိုး၏ soft power စွမ်းဆောင်ချက်များကိုဖော်ထုတ်ရန်အမျိုးသားအဆင့်နှင့်လျော်ညီသောနိုင်ငံတော်နှင့်လူမျိုး၏ဂုဏ်သရက်ကိုထင်ဟပ်ပေါ်လွင်စေရန်ထိန်းသိမ်းမှုစနစ်ပြသမှုစနစ်မှန်ကန်သောအဆင့်အတန်းမြင့်မားသည့်ပြတိုက်ဖြစ်စေရန်နှင့်ဆွဲဆောင်မှုရှိသောခေတ်မီပြတိုက်ဖြစ်စေရန်ဟူ၍ဖြစ်ပါသည်အမျိုးသားပြတိုက်နေပြည်တော်တွင်အဆောင် A, B, C, D နှင့် E အဖြစ်အဆောင်9ဆောင်ဖြင့်ပါဝင်ဖွဲ့စည်းထားရှိပါသည်အဆောင် A တွင်မီနီသီယေတာခန်းအရေးကြီးပုဂ္ဂိုလ်နားနေခန်းများနိုင်ငံတော်သမ္မတ၏လက်ဆောင်ပစ္စည်းများပြခန်းနှင့်အများပြည်သူတို့နားနေရန်နေရာများပါဝင်ပါသည်ကျန်အဆောင်များဖြစ်တဲ့အဆောင် A, B, C, D နှင့် E အဆောင်တို့ကတော့ပြခန်းများခင်းကျင်းပြသရာနေရာများဖြစ်ပါတယ်။ဆောင်း A တွင်နိုင်ငံတော်သမ္မတ၏လက်ဆောင်ပစ္စည်းများပြခန်းအဆောင် B တွင် primate နှင့်ကြောက်ဖြည့်ရုပ်ကျွင်းပြခန်းသမိုင်းမတင်မီခေတ်ပြခန်းမြမပကြီးပြခန်းမြမအနုတုခုမပြခန်းသမိုင်းတင်ခေတ်ဦးပြခန်းနဲ့သမိုင်းတင်ခေတ်ပြခန်းတို့ပါဝင်ပါတယ်။ယခုဖွင့်လှစ်တဲ့ပထမအဆင့်တွင်အဆောင် A မှာနိုင်ငံတော်သမ္မတ၏လက်ဆောင်ပစ္စည်းများပြခန်းခင်းကျင်းပြသထားမှာဖြစ်ပြီးဒီပြခန်းမှာအာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံများဥရောပနိုင်ငံများအမေရိကန်နိုင်ငံတို့အပါအဝင်နိုင်ငံတော်သမ္မတ၏ချစ်ကြည်ရေးခီးစဉ်များအတွင်းနှင့်ပြည်ပနိုင်ငံများမှဧည့်သည်တော်များမြန်မာနိုင်ငံတို့ချစ်ကြည်ရေးခီးလာရောက်ရာတွင်ပေးအပ်ခဲ့တဲ့လက်ဆောင်ပစ္စည်းများကိုအများပြည်သူကြည့်ရှုလေ့လာနိုင်စေရန်အတွက်နိုင်ငံတော်သမ္မတ၏လက်ဆောင်ပစ္စည်းများပြခန်းဟူ၍ခင်းကျင်းပြသထားတာဖြစ်ပါတယ်။အဆောင်ပြီးမှာပြခန်း6ခန်းပါဝင်မှာဖြစ်ရာအဆောင်ပြီးဝင်ချင်းစတင်တွေ့ရှိရမယ့်အခန်းမှာ primate နဲ့ကြောက်ဖြစ်ရုပ်ကျွင်းပြခန်းဖြစ်ပြီးရင်းပြခန်းခင်းကျင်းပြသရခြင်းရဲ့ရည်ရွယ်ချက်များကတော့စင်ဆက်မပြတ်သောမြမယဉ်ကျေးမှုသမိုင်းကိုဖော်ထုတ်ပြသရန်လူသားမျိုးနွယ်အစမြန်မာကဟူသောအချက်ကိုပြသနိုင်ရန်ဖြစ်ပါတယ်။ပြခန်းအတွင်းတွင်ပုံနောင်ဒေသမှတွေ့ရှိခဲ့တဲ့ကြောက်ဖြစ်ရုပ်ကျွင်းများပုံနောင်ဒေသနဲ့အေယာဝတီကြောက်လွာစုမှတစ်ပင်ဆိုင်ရာကြောက်ဖြစ်ရုပ်ကျွင်းများအေယာဝတီကြောက်လွာစုမှတွေ့ရှိရသောကြောက်ဖြစ်ရုပ်ကျွင်းများမြန်မာနိုင်ငံတွင်တွေ့ရှိရသော primate များအေယာဝတီမြစ်ကမ်းစစ်နှင့်ရှမ်းပြည်နယ်ရှိလှိုင်းကူးများမှတွေ့ရှိရသောကြောက်ဖြစ်ရုပ်ကျွင်းများနဲ့အင်ဂျင်ကြောက်ဖြစ်ရုပ်ကျွင်းများတို့ကိုတွေ့ရှိသည့်နေရာဒေသအလိုက်မှတ်တမ်းတပ်ပုံများမြေပုံများဖြင့်ခင်းကျင်းပြသထားပါတယ်။ဒီပြခန်းမှာအဓိကပြကွက်အနေနဲ့မြန်မာအစမြန်မာကမြန်မာ originated in မြန်မာဆိုတဲ့အချက်ကိုဖော်ထုတ်ပြသနေတဲ့နှစ်သန်း40သက်တမ်းရှိလူထု primate များဖြစ်ပါတယ်။တတလောကရဲ့ပထမဦးဆုံးထိတ်ဆုံးလို့အဓိပ္ပာယ်ရတဲ့ primate များမှာအစစ်မြစ် primate နဲ့အစစ်နှိပ် primate ဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်။မြန်မာနိုင်ငံတွင်တွေ့ရှိရတဲ့ပုံတောင် primate များသည်အစစ်မြစ် primate အုပ်စုတွင်ပါဝင်၍ပုံတောင်ကြီးယာ Amphipithecus, Vahinia, Myanmar-Pithecus, ဂန်လေယာနဲ့ Afrasiya ဆိုပြီးအဓိကအုပ်စု6ခုတွေ့ရှိရပါတယ်။ဒီအစစ်မြစ် primate များအားလုံးကိုယခုပြခန်းအတွင်းမှာခင်းကျင်းပြသထားပါတယ်။မြန်မာနိုင်ငံအတွင်းမှာတွေ့ရှိရတဲ့လူထု primate များအားရှေးအကျဆုံးလူထု primate, the most primitive anthropoid primate အဖြစ်ကမ္ဘာအရပ်ရပ်မှပညာရှင်များကလက်ခံအတည်ပြုခဲ့ကြတဲ့အတွက်မိမိတို့မြန်မာလူမျိုးများသည်မြန်မာနိုင်ငံအတွင်းတွင်ပင်လူသားများဖြင့်စတင်ပေါ်ပေါက်နေထိုင်ခဲ့ပြီးယဉ်ကျေးမှုအဆက်ဆက်ကိုထူထောင်နိုင်ကြသူများဖြစ်တယ်ဆိုတာခိုင်မာတဲ့အထောက်အထားဖြစ်ပါတယ်။ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်းစင်ဆက်မပြတ်သောမြန်မာယဉ်ကျေးမှုသမိုင်းမှာအရေးပါတဲ့ primate သုတေသနလုပ်ငန်းကိုဆက်ဆက်ဝန်ကြီးဌာနများနဲ့သာမကပြည်ပပညာရှင်များနဲ့ပါပူးပေါင်းပြီးနှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဆက်လက်လေ့လာရမယ့်အခန်းကတော့သမိုင်းမတင်မီခေတ်ပြခန်းဖြစ်ပြီး
ဒီပြကန်းမှာမြန်မာနိုင်ငံအတွင်းထွန်းကားခဲ့တဲ့ကျောက်ခေတ်၊ကြေးခေတ်၊တန်ခေတ်ဒေသများတွင်တူးဖော်ရရှိခဲ့တဲ့ကျောက်လက်နက်များအညာသားကျောက်ခေတ်ယဉ်ကျေးမှုများမူးမြစ်ဝမ်းစမုံမြစ်ဝမ်းဒေသများမှာတူးဖော်ရရှိခဲ့တဲ့ကျောက်လက်နက်များဗျဒလင်းကူကြေးခေတ်စိုက်တို့ကိုပုံစံတူနှင့်ပုံစံငယ်များပြုလုပ်၍၎င်းဓာတ်ပုံမှတ်တမ်းများဖြင့်၎င်းပညာပေးခင်းကျင်းပြသထားပါတယ်။ဒီပြကန်းမှာအဓိကပြကွက်အနေနဲ့ကြေးခေတ်တူးဖော်မှုကိုပုံစံတူပြုလုပ်၍တွေ့ရလေရှိတဲ့အိုးများအယိုးအိုးများပတိများကြေးလက်နက်များကိုရှင်တွဲလျက်ပြသထားပါတယ်။ဆက်လက်ပြီးလေ့လာရမယ့်အခန်းမှာသမိုင်းတင်ခေတ်ဦးပြကန်းဖြစ်ပါတယ်။ဒီပြကန်းမှာကမ္ဘာအမွေနှစ်စီးရင်ဝင်ပြူရှေးဟောင်းမြို့များဖြစ်တဲ့ဟန်လင်းဗိတ်သနိုးတရေခေတ်တရားမြို့ဟောင်း၃မြို့အပါအဝင်မြမသမိုင်းတင်ခေတ်ဦးတွင်မြန်မာနိုင်ငံအနှံ့ပြားတွင်ထွန်းကားခဲ့တဲ့ရှေးဟောင်းမြို့များကိုပုံစံငယ်များပြုလုပ်၍ရှင်းလင်းချက်များဖြင့်ပြသထားတဲ့အပြင်သမိုင်းတင်ခေတ်ဦးကာလရဲ့ယုံကြည်ကိုးကွယ်မှုလူမှုရေးဓလေ့ထုံးစံစာပေစီရင်ထုံးဖွဲ့မှုတို့ကိုတူးဖော်ရရှိတဲ့ရှေးဟောင်းအမှုပညာလက်ရာပစ္စည်းများဖြင့်ခင်းကျင်းပြသထားတာကိုတွေ့မြင်လေ့လာရမှာဖြစ်ပါတယ်။ဒီပြကန်းမှာအဓိကပြကွက်အနေဖြင့်ခရစ်နှစ်ဦးပိုင်းကလေးကမြန်မာနိုင်ငံဒေသအနှံ့အပြားမှာထွန်းကားခဲ့တဲ့ရှေးဟောင်းမြို့ပြနိုင်ငံများမှာဗုဒ္ဓဘာသာကိုယ်ဝယ်ယုံကြည်မှုရှိနေပြီဆိုတဲ့အထောက်အထားအဖြစ်ရှေ့တောင်အာရှမှာအစောဆုံးဗုဒ္ဓစာပေဖြစ်တဲ့ခင်မရွှေပေလာများကိုအဓိကပြကွက်အနေနဲ့ပြသထားပါတယ်။ဒါအပြင်1968ခုနှစ်မှာတူးဖော်ရရှိခဲ့တဲ့ဖယံမာကုန်းအမှတ်8မှာတွေ့ရှိရတဲ့ပြူခေတ်အမှုပညာသည်ကျေးရုပ်9ရုပ်အပါအဝင်ရွှေငွေကြေးကြောက်မြေမီးပုတ်လက်ရာမျိုးစုံကိုခင်းကျင်းပြသထားပါတယ်။ဆက်လက်ပြီးလေ့လာရမယ့်အခန်းမှာသမိုင်းတင်ခေတ်ပြကန်းဖြစ်ပါတယ်။ဒီပြကန်းမှာပကံခေတ်ရဲ့ယဉ်ကျေးမှုကိုပေါ်လွင်စွာဖော်ပြနိုင်ရန်အတွက်ပြကန်းအလယ်တွင်စန်တာပစ်အနေနဲ့ပကံခေတ်သာသနိကအဆောက်အုံပုံစံတူကိုတိဆောက်ပြသထားပြီးပကံခေတ်စာပေပြီးသူကအနုပညာလက်ရာယုံကြည်ကိုးကွယ်မှုဆိုင်ရာတို့ကိုအဝင်းအဝိုင်းပြုလုပ်၍ပြသထားမှာဖြစ်ပါတယ်။ဒီပြကန်းမှာအထူးပြသထားတာကတော့ပကံခေတ်ပြီးသူကအနုပညာလက်ရာကိုးကွယ်ယုံကြည်မှုအဆင့်တန်းတွေကိုခြုံငုံဖော်ပြနိုင်တဲ့ပကံခေတ်လက်ရာရှေးဟောင်းသာသနိကအဆောက်အုံပုံစံတူဖြစ်ပါတယ်။အဲ့ဒီမှာပကံခေတ်နိုင်ရန်ပကြီးလက်ရာများပန်းတော်လက်ရာများပယံလက်ရာများစတဲ့ပကံခေတ်ရဲ့ကောင်းမှုရာအနုပညာလက်ရာတွေကိုဖော်ပြထားပါတယ်။အလားတူပဲပကံခေတ်ရဲ့ပြည်သူကလက်မှုပညာများဖြစ်တဲ့အင်္ဂဒေပန်းများစင့်ပန်းများစင့်ကွင်းများဥက္ခွက်စာအဆင့်များကိုခင်းကျင်းပြသထားပါတယ်။ဆက်လက်ပြီးလေ့လာရမယ့်အခန်းမှာအနုတုခုမပြကန်းဖြစ်ပါတယ်။ရင်းပြကန်းတွင်မြမတို့ရဲ့ဖြောပြတင်ဆက်မှုများမြမရိုးရာမင်္ဂလာဆိုင်ဝိုင်းကြီးမြမရိုးရာအစဉ်အလာတိုင်းပြုလုပ်ထားတဲ့ဇက်စင်ငယ်ရုပ်သေးစင်နဲ့မြမတိုင်းသားတို့ရဲ့ဒုရိယာပစ္စည်းများကိုကဏ္ဍအလိုက်ရုပ်သံစနစ်များဖြင့်ပညာပေးပြသထားတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ဒီပြကန်းမှာမြမရိုးရာရုပ်သေးစင်နဲ့ကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်နဲ့ရှမ်းတိုင်းသားတို့ရဲ့ဒုရိယာပစ္စည်းများကိုကဏ္ဍအလိုက်ရုပ်သံစနစ်များနဲ့ပညာပေးပြသထားပါတယ်။ဆက်လက်ပြီးလေ့လာရမယ့်အခန်းမှာမြန်မာပကြီးပြကန်းဖြစ်ပါတယ်။ဒီပြကန်းမှာရှေးရိုးမြန်မာပကြီးများဖြစ်တဲ့ခေတ်ဆက်ဆက်နိုင်ရန်စေးရေးပကြီးများနိဗ္ဗတ်တော်ပကြီးကားများဂန္ဓဝေမြန်မာပကြီးဆရာကြီးများရဲ့ပကြီးလက်ရာများကိုပြသထားတာဖြစ်ပါတယ်။ဒီပြကန်းအတွင်းမှာရှေးရိုးမြန်မာပကြီးများခေတ်ပြိုင်ပကြီးများခေတ်ပေါ်ပကြီးများနဲ့ဂန္ဓဝေပကြီးဆိုပြီးခွဲခြားပြသထားပြီးမြန်မာပကြီးဆရာကြီးများဖြစ်ကြတဲ့ဦးစောမောင်ဥပကြီးဦးလွန်းကျွယ်ပေါ်ဦးတက်တို့ရဲ့ပကြီးကားများကိုပြသထားပါတယ်။တိဆောက်ဆဲဖြစ်တဲ့အဆောင်စီဒီဤတို့ပြီးစီပါကမြန်မာနိုင်ငံရဲ့သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုတိုးချဲ့ပြသလာနိုင်ငံဂုဏ်ဆောင်ပြတိုက်ကြီးအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါရှင်။